မောကြီးပေါ်မှာတော့မေသားမစားကြပါနဲ့စားရင်ကုန်းပေါ်ရောက်မှအဝါတုတ်ကြကွာအဲ့လိုလေးပဲဆိုရင်ပုတ်အထားသူတွေမှန်အောင်ပြီးပါတဲ့ဒါတော့ကရေလန်းခကြီးတစ်ခုသင်္ဘောနဲ့တွားကြတာသင်္ဘောပေါ်မှာဆရာတော်တစ်ပါးပါဆရာတော်ဘာပါလာတော့နေမိုးမလွဲခင်ဆရာတော်သုံးဖို့ပြရအဲ့တော့တက္ကရာကမတွေဟာသုံးပွဲတွေပါပညာပြီးသူပါတဲ့လိုက်တွေကဟင်းနေသူကတ်ကြတာပေါ့ကဆရာတော်လည်းမင်းကွန်းနဲ့နေပြီးတော့တွေ့တယ်ဆရာတော်ကသုံးစားတာပေါ့အများကြီးညူတဲ့ဆရာတော်နော်လေဒီဆရာတော်ဘုရားသာကြောက်တယ်မလားလေဒီဆရာတော်ဘုရားအဲ့လေဒီဆရာတော်ဘုရားကိုဝိုင်းပြီးတော့ဆုံးကတ်ကြတယ်အင်္ဂဝတရားတစ်ခွက်စီဆရာတော်ကကြည့်ပြီးတော့အဲ့ဒါပါဟင်းလေအကျက်သားပါဗျာဒါကခွဲသည်ဒါကမုံနာဥဒါကငပိကျော်စမြင့်ဒါငါတညှိုးထိုးပြီးတော့ဟင်းပွဲတွေကိုဆရာတော်ကမေးပြီးမှဖုံးပေးတာသူကဒီဘောဇနမတ္တညုတာဆိုတဲ့ပုံနဲ့ညီအောင်လို့သူကဖုံးပေးတယ်ဖုံးပေးပြီးတော့အဲ့ဒီမှာဟင်းပွဲတစ်ပွဲပါတာသူလုံးဝမထီဘူးဒီကြည့်နေဆရာတော်ဒီဟင်းကိုမစားဘူးမဖုံးပေးဘူးပေါ့နော်အဲ့ဒီဟင်းပိုင်ကျန်တော့ပြန်သိမ်းသွားအဲ့ဒါအားလုံးသင်္ကွဲဒီပိုင်သိမ်းဆက်ပြီးဆေးဆက်ပြီးတော့အားလုံးနားကြတဲ့ခါကျတော့ဆရာတော်ကတရားတပုတူတူလေးဟောတယ်တူတူလေးအဲ့ဒါဘာဟောလဲဆိုတော့မြန်မာလူမျိုးတွေကွာတဲ့မြို့စားနေတဲ့ထမင်းอ่ะဘယ်သူကတိုက်မျိုးမွေးပြီးတော့တိုက်ပြိုးပြီးတော့ဒီထမင်းကိုရအောင်နွားတွေကလေတွေထုံပြီးတော့ဒီစပားကိုစိုက်တယ်အဲ့တော့စပားစိုက်တဲ့နွားငါတို့ရဲ့အသက်သခင်ဖြစ်တယ်မင်းတို့အမဲသားမစားသင့်ဘူးငါဘယ်တော့မှအမဲသားမစားသင့်ဘူးလို့ဆရာတော်ကအဲ့ဒီသင်္ဘောပေါ်အဲ့ဒါလေးပေါ်လိုက်တယ်တူတူလေးပဲအမှန်လားပါဗျာတပည့်တော်ဒီနေ့ကစားပြီးတော့အမဲသားဆောင်တော်ရမယ်ဗျာဘာညာသူကပြောအဲ့ဒါလေးကိုလူတယောက်ကပြန်ရေးတယ်ရေးတော့အဲ့စာကိုတွေ့ဆရာတော်ဒီသင်္ဘောပေါ်တွင်အမဲသားမစားသင့်ကြောင်းတရားဟောတော်မူကြီးလို့သူရေးတယ်မပါဆရာတော်ဒီသင်္ဘောပေါ်တွင်မဲသားမစားသင့်ကြောင်းတရားဟောကြီးမှန်တယ်ပဲပြီးတယ်အဲ့ပြမမှန်ဘူးမှားနေတယ်ဘာမှလို့လဲအမေ तू ကပြန်ဟောက်သေးတယ်လူကိုမှားနေပါလေဆိုတော့ဘာမှလို့လဲပြန်ဟောက် तू က तू မှန်မှန်လည်းမသိဘူးမှန်မှန်လည်းမသိဘူးမှားပါလေလို့ပြောပြန်တော့ तू ကဘာမှလို့လဲဆရာတော်ဒီဟုတ်ပြီဘာပြောလိုက်ဒကာကြီးတို့ဒကမကြီးတို့နော်ဟောဒီသင်္ဘောကြီးပေါ်မှာတော့မေသာမစားကြပါနဲ့သင်္ဘောကြီးပေါ်မှာမေသာမစားပါနဲ့စားရင်ကုန်းပေါ်ရောက်မှအဝါတုတ်ကြကွာအဲ့လိုလေးပဲထွက်စဉ်းစားကြဆရာတော်ဒီသင်္ဘောပေါ်တွင်မေသာမစားသင့်ကြောင်းတရားဟောတော်မူဤလို့ပြောလိုက်တာ ਨੇ သင်္ဘောပေါ်မှာမစားနဲ့ကုန်းပေါ်ရောက်ရင်ကြိုက်တော့မျိုးရဆူကြတော့ဆိုအဓိပ္ပာယ်ထွက်မသားဘူးလားအဲ့ကြောင့်မှားတာဘာမှားလဲသင်္ဘောပေါ်တွင်ဆိုတဲ့ပုတ်ကမှားနေရာထားတာဘယ်တော့ထားမလဲဟိုဟောတော်မူနေမှာတော့ထားဆရာတော်ဒီမေသာမစားသင့်ကြောင်းသင်္ဘောပေါ်တွင်တရားဟောတော်မူသင်္ဘောကိုတရားဟောနဲ့ကတ်လိုက်အဲ့ဒီပုတ်မှားနေတဲ့အတွက်ကြောင့်အဓိပ္ပာယ်ကသင်္ဘောပေါ်တွင်မစားနဲ့ကွာကုန်းပေါ်ရောက်တော့မြေသားဆူကြဆိုအဓိပ္ပာယ်ရောက်သွားတယ်အဲကြောင့်အဲ့လိုရေးရဘူးလို့ဆိုတာကိုပြောတာပါ